Hello မင်္ဂလာပါဒီနေ့ကတော့ Czech Republic မှာအကြောင်းတက်တဲ့အခါကြလို့ရှိရင်ကိုနဲ့အကိုက်ညီဆုံးပြင်မယ်မျိုးကိုဘယ်လိုရွေးရမလဲဆိုတာကိုပြပြပေးချင်ပါတယ်အဲ့တော့ Czech Republic နိုင်ငံမှာကအကြောင်းသားတွေအရွေးများကြတဲ့မြို့အနေနဲ့၃ခုရှိပါတယ်အဲ့ဒါတွေကတော့ Czech Republic နိုင်ငံရဲ့မြို့တော့Prague ပါမယ်ပြီးတော့အခုလက်ရှိကျွန်တော်တက်နေတဲ့ဘာနိုရှိမယ်နောက်တစ်ခုကတော့ Ostrava ဆိုပြီးတော့၃ခုရှိပါတယ်အဲ့တော့ Prague ကကျတော့ Czech Republic နိုင်ငံရဲ့မြို့တော့Prague မှာကျတော့နည်းနည်းပို့ပြီးတော့လူများတယ် tourist တွေလည်းများတယ်ပြီးတော့ဘယ်လိုပြောရမလဲမြင်အောင်ပြောရမယ်ဆိုလို့ရှိရင်တော့ဘန်ကောက်နဲ့စင်တူရယ်ပေါ့နော်နောက်တစ်ခုကကျတော့ဘာနိုပါဘာနိုကကျတော့လူနည်းတယ်ပြီးတော့အဲ့လိုနည်းနည်း slow livingပုံစံ vibe နည်းနည်းပို့ပြီးတော့သွားတယ်ပြီးတော့ဈေးတွေဘာတွေလဲ product ပို့ပြီးတော့နည်းတယ်အဲ့တော့နည်းနည်းရှင်းပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဘာနိုကချင်းမိုင် vibe ပို့ရောက်တယ်ပေါ့နော် Prague ကတော့ဘန်ကောက်နဲ့နည်းနည်းစင်တူတယ်ဘာနိုကတော့ချင်းမိုင် vibe ပို့ပြီးတော့ရောက်တယ်နောက်ဆုံးတစ်ခုကတော့ Ostrava ပါ Ostrava ကိုကျတော့ industrial city လို့ပြောကြတယ်ကျွန်တော် Ostrava ကိုအရင်၄လပိုင်းတုန်းကday trip သွားသေးတယ်အဲ့တုန်းကကျွန်တော် Ostrava သွားမယ်ပြောတော့အခန်းပေါ်က Ostrava ကသွားစရာတိတ်ပြီးတော့မရှိဘူးပေါ့ industrial city လို့အဲ့လိုပြောဒါပေမဲ့ကျွန်တော်သွားတဲ့အခါကျတော့ကျွန်တော်က Ostrava ကိုဘာလို့တက်ပို့ပြီးတော့တဘောကြပါတယ်ကျွန်တော်စိတ်ထဲမှာ Ostrava ပို့ပြီးတော့လဲကျဲတယ်ပြီးတော့ဘယ်လိုပြောရမလဲအဲ့လိုကျောင်းအဲ့လိုကျွန်တော်သွားလေခဲ့တဲ့ VSP ကျောင်းဆိုလဲအကျယ်ကြီးပေါ့နော်ပြီးတော့မြို့ကလည်းပို့ပြီးတော့ကျဲတယ်ပြီးရင်အဲ့လိုစားစရာတွေကလည်းအဲ့လိုဘာလို့လဲရှိရဆိုပေမဲ့အဲ့ Ostrava သွားစားလိုက်တဲ့ဆိုင်ကိုသဘောအရန်ကြတယ်အားကြောင့်မလို့လားမသိကျွန်တော်က Ostrava ကိုသဘောကျပါတယ်အဲ့တော့အိမ်မြို့၃မြို့ဆိုပြီးတော့ရှိပါတယ်အဲ့တော့ဒီမြို့၃မြို့ကိုကဘလို့အချက်တွေနဲ့ရွေးရမလဲဆိုတာကိုပြပေးချင်ပါတယ်ကျွန်တော်ကတော့ဒီဗီဒီယိုမှာအချက်၄ချက်ကိုပြပေးပါမယ်ပထမဆုံးအချက်အနေနဲ့ကတော့ကျွန်တော်ကကုန်ကျစရိတ်ကိုအရင်ဆုံးကြည့်ပါတယ်အဲ့တော့ဒီ cost of living ကဘယ်မြို့တွေမှာနေရဆိုလို့ရှိရင်တော့ပိုပြီးတက်တာမလဲဆိုတာကိုအရင်ဆုံးကြည့်ပါတယ်အဲ့ထက်မှာဆိုလို့ရှိရင်တော့ Prague ကကုန်ကျစရိတ်အများဆုံးကျတယ်ပြီးရင်တော့ Brno Ostrava ဆိုပြီးတော့လာပါတယ်အဲ့တော့ Prague ကကြတော့နိုင်ငံရဲ့မြို့တော့မြို့တော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့လူလည်းပိုပြီးတော့များတယ်ပြီးတော့ tourist တွေလည်းပိုပြီးတော့များတယ်အဲ့တော့ဈေးရလည်းပို့ပြီးတော့ကြီးရယ်ပေါ့နော်အဲ့တော့ဘာနုံနဲ့ Ostrava ကတော့မြို့သေးရယ်အဲ့ဈေးရလည်းပို့ပြီးတော့ product တက်တာတယ်ဒီနေဈေးစားဈေးအကုန်လုံးမှာဒါ product ပို့ပြီးတော့ဘာနုံ Ostrava ရောပို့တက်တာပါတယ်ဒုတိယချက်အနေနဲ့ကတော့ကျွန်တော်က job opportunity ကိုကြည့်ပါတယ်။ job opportunity ရဆိုလို့ရှိရင်တော့မြို့ကြီးဖြစ်တဲ့ Prague ကဘာနိုရော Ostrava ရောထပ်ပို့ပြီးတော့ job opportunity မှာပို့ပြီးတော့ကောင်းပါတယ်။ဒီ part time job မှာရော full time job မှာရောPrague ကအများကြီးပို့ပြီးတော့ကောင်းပါတယ်။အဲ့လို internship company အနေနဲ့ဆိုလို့ရှိရင်လည်း Prague မှာအများကြီးပို့ပြီးတော့ခေါ်ပါတယ်။ဘာနိုမှာကတော့အဲ့လိုမျိုး opportunity တိတ်ပြီးတော့မရှိဘူးပေါ့နော်။ Ostrava တော့ကျွန်တော်တိတ်ပြီးမသိပေမဲ့ကျွန်တော်သိတဲ့လောက်ဆိုလို့ရှိရင်တော့ Prague ကတော့အများဆုံးပါ။အဲ့တော့part time မှာလည်းအဲ့လိုပဲဘာနိုတို့ Ostrava တို့ကကြတော့လူဦးရေပို့ပြီးတော့နည်းရဖြစ်တဲ့အတွက်ကြောင့်မို့လို့ product ပို့ပြီးတော့ opportunity ကပို့ပြီးတော့နည်းတယ် product ကတော့အများကြီးပို့ပြီးတော့ကောင်းပါတယ်တတိယအချက်အနေနဲ့ကတော့ကျွန်တော် vibe ကိုကြည့်ပါတယ်ဒီမျိုးရဲ့ vibe ပေါ့နော်ဘယ်လိုပြမလဲဒီမျိုးကအဲ့လိုစီယာတို့လူစီကားတာတို့ဘာမှမလို့ရှင်ဖြစ်ဖြစ်နေလေးသွားတဲ့ vibe ရှိရလားတို့အဲ့လိုမျိုးကျွန်တော်ကကြည့်ပါတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့လူအရန်စီယာတွေပြီးတော့ဘယ်လိုပြမလဲအဲ့လိုအရန် crowded ဖြစ်တာမျိုးတွေကိုတိတ်ပြီးတော့သဘောမကျပါဘူးကျွန်တော်ကနည်းနည်းလူလည်းတိတ်ပြီးတော့မရှိအေးစစ်စစ်နဲ့အဲ့လိုကားတန်ပါညာမကြားရတာကိုပို့ပြီးတော့သဘောကျပါတယ်အားကြောင့်မလို့ကျွန်တော်ကတော့ဘာနိုကိုရွေးခဲ့ရပါPrague ကအခုဒီရောက်ပြီးတော့နှစ်ခါပဲသွားရသေးတယ်တခြားတော့တစ်ခါ passport လုပ်တော့မှတစ်ခါအဲ့တော့အဲ့နှစ်ခါသွားရတော့မှကျွန်တော်အကြာကြီးလို့ပတ်ပြီးတော့မလွားလဲခြင်းပေါ့နော်ဆိုတော့လူအရမ်းများရယ်လှတာတော့တော်တော်လေးလှတယ်အဓိကဟာလေလူကတော်တော်လေးများရယ်လို့ကျွန်တော်တော့ထင်ပါတယ်ပြီးတော့ဘယ်လိုပြောရမလဲသူကလေအဲ့လိုနေရာတိုင်းဆိုတာတဲ့အဲ့လိုအင်းပေါ့နော်နေရာအများစုက tourist တွေနဲ့ပြည်နေရtourist နဲ့ပြည်နေရပေါ့အဲ့တော့Prague လူတော်တော်များပါတယ်အဲ့တော့ဘာလို့လဲ Ostrava ကတော့ protection လို့ရှိရင်လူကြီးတော်နေပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲ့လိုကားတန်ပါညာတော့ဒီလမ်းလေးတွေမှာမကြားရဘူးဆိုတော့ကျွန်တော်တို့ကအဲ့ဒါပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့ကိုကယူရဲခါကြလို့ရှိရင်ဘယ်လိုမျိုးကိုက outgoing ဖြစ်တဲ့ဟို hand out လောက်ရတာကြိုက်တယ်ဆိုလို့ရှိရင်တော့ Prague ကိုရွေးတင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တငယ်ချင်းတချို့တငယ်ချင်းတွေဆိုလို့ရှိရင်ဘာလို့မှတိတ်ပြီးတော့မပြောဘူးပေါ့နော်သူတို့ကကြတော့အဲ့လိုအပြင်ထွက်ရတာမျိုးတဘောကြတယ်ရှို့ကြတော့လည်းနိုင်ရောက်
ရောက်သွားချင်တာမျိုးဆိုလို့ရှိရင်ဘာလို့ကတော့တိတ်ပြီးတော့အဲ့လိုတိတ်ပြီးမစီဘူးရှိတာတော့ရှိရဲဒါပေမဲ့ Prague လောက်တော့တိတ်ပြီးမစီဘူးပေါ့နော်Prague ကတော့အဲ့လိုမျိုးတွေပို့ပြီးတော့စီတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကဒါဘယ်လိုမျိုးလို vibe လေးကြိုက်တယ်ဆိုလို့ရှိရင်တော့ Prague ကိုရွေးတင်ပါတယ်နောက်ဆုံးတစ်ခုเนี่ยကျွန်တော်ပြောချင်တာကတော့ကိုကများရှာများသုံးအဲ့လိုမျိုးဒီလိုမျိုးများရှာများတော့အဲ့လိုပုံစံနဲ့ဖြစ်နေနေဆိုလို့ရှိရင်တော့ Prague ကိုရွေးတင်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့လိုမျိုးအလုပ်လည်းသိမလုပ်ချင်ဘူးဘာမှလည်းသိပြီးတော့မရှာချင်ဘူးဘာမှလည်းသိပြီးမသုံးချင်ဘူးဆိုလို့ရှိရင်တော့ဘာလို့တော့မဟုတ်ရှာပါကိုရွေးရင်တော့အဆင်ပြေပါတယ်ကဲအဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မြို့တွေနဲ့အကြောင်းကိုနည်းနည်းလေးပို့ပြီးတခြားသိသွားမယ်လို့ထင်ပါတယ်နောက်ထပ်သိချင်တဲ့ topic လေးရှိရဆိုလို့ရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတွေ့ပါမယ်နော် bye bye